သေးတော်မြတ်တာဆိုခိုင်းတာမဟုတ်ဘူးအားတဲ့အချိန်မှာအလုံးလုံးနေရတဲ့လူကြီးပြီးတဲ့အတွက်အလုံးကနံပါတ်1ပဲဘုရားကဘုရားဦးစားမြတ်အလုံးထုတ်ပါမှာဟုတ်တယ်မလားအဲ့တော့ဘုရားကိုနေရာတိုင်းမှာကျွန်တော်တို့စာပြေလို့မရနိုင်တဲ့အချိန်ဖြစ်ပေမဲ့လို့စနေတနေ့တွေဒါမှမဟုတ်ကိုအားတဲ့အချိန်လေးမှာဘုရားကံနာထောင်ပါစိတ်ငြိမ်ငြိမ်နဲ့နေပြီးတော့ဘုရားကိုစကားပြောပါနော်ဒီခါလေးကျရင်တို့တို့အိမ်မဲတွေမောင်မင်းတွေမိကြမယ်ဘုရားကြီးရှိမှအိမ်မိကြပါဘုရားကိုဒေါသထွက်လို့လည်းရပါဘုရားကိုယဉ်ထဲနဲ့ပြောပါဘုရားကိုယဉ်ထဲနဲ့ဖွင့်ပြောပါတစ်ဖက်မှာဘုရားကိုပါပြောလေဆိုတဲ့အားလည်းပဲနားရှင်းပြီးပါကောင်းကင်ဘုံမြတ်တာဒီမေရောစိတ်ပတိစိတ်ပါလို့ပြောဘာပဲပြောတာလဲဘုရားခင်နဲ့ကြည့်ပြောနေပါဘုရားခင်အချိန်ပေးပါညီလေးတွေပြီးတော့ဘုရားငါ့ဘာပြောလဲဘုရားငါ့ဘာမှပြောဘုရားဘာပြောအောင်ဘုရားကိုပြောဘုရားငါ့ဘာပြောလဲခါကြရင်ကျွန်တော်တို့ကအိုးမြင်ဖို့တယ်နော်ကျွန်တော်တို့ကယ်လီဖိုးနီးယားဘာသာဝင်တွေကဘုရားကောင်းပဲဘုရားကောင်းကိုမြင်တာပေါ်ပေါ်ကျွန်တော်တို့ဆာရဖတ်ဆုတောင်းတာဘူးဆုတောင်းတယ်ဆိုတာ personal prayer ယဉ်ကျေးကစကားနဲ့ဘုရားကိုရှိခိုးပါဘုရားကျေးဇူးတင်တယ်ကျွန်တော်တက်ရှိတင်ပြတယ်ကျေးဇူးတင်တယ်ဘုရားဒီနေ့အောင်ဘုရားရဲ့ကျေးဇူးတင်တယ်ဘုရားအိမ်ထဲမပေါ်လာတဲ့ဆက်လက်ပြီးပြပါမျိုးကျွန်တော်တို့ဒီဘုရားနဲ့ပြောတာကဘုရားနဲ့ဖြစ်ဖြစ်အောင်နေနိုင်ခြင်းဖြစ်တယ်ဟုတ်ပြီနော်ဆိုအဲ့ဒါကရေးကြည့်တယ်လူငယ်တို့စိတ်ဓာတ်ကြတဲ့အခါမှာစိတ်ကလေးမစိမ့်နဲ့စိတ်ဓာတ်ကြတဲ့အခါမှာကောင်းကင်ဘုံကြီးကမဆိုနဲ့စိတ်ဓာတ်ကြပြီဆိုရင်ဘုရားနဲ့ဖြစ်ပြုံနေပါအဲ့ဒီဘုရားနဲ့ဖြစ်ဖြစ်ချင်းကနေပြီးတော့ကြားနေတဲ့စိတ်ဓာတ်ပြန်တက်လာအောင်ဘုရားမှာပေးမယ်ဒါကျွန်တော်ရဲ့ဘဝဖြစ်ပါတယ်เนาะအဲ့တော့အဓိကတော့ကျွန်တော်တို့ဟာကိုလိုမြတ်ဖူတာကိုလိုမြတ်ဖူဆောင်သွားပါเนาะကိုလိုမြတ်ဖူတဲ့အခါမှာသူ့အားလေးပြအချင်းတွေပါလေးဘွားလေးမကိုင်မဲတဲ့စိတ်နဲ့မငြိမ်တဲ့နေပြီးတော့ဖခင်ကိုပါပြောတယ်ဒါမှမဟုတ်ကိုကပြပါပြောရှင်တယ်ကိုပြောရှင်တာပြောပြန်လာပါเนาะနောက်ဆုံးအချက်ကတော့အမြဲတမ်းလေးလာတည်ယူပါလူငယ်တွေတည်ယူပါကျွန်တော်ဒီနေ့မေးလာစာအုပ်ဖတ်တယ်ကျွန်တော်ရဲ့အိမ်မှာ library ရှိတယ်စာကြည့်တဲ့လူလေးရှိတယ်ကျွန်တော်ရဲ့ကိုပိုင်ကျောင်း Joseph Education College Joseph Education College ဆိုတာရှိတဲ့ပုံမှာရှိတယ်ကျွန်တော်ကိုပိုင် college ဖြစ်တယ် library ရှိတယ်ကျွန်တော်လေးနဲ့စာဖတ်တယ်လူငယ်တွေစာဖတ်ပါစာဖတ်ခြင်းဟာမင်းရဲ့ဦးနှောက်ကိုကြည့်ကြအောင်လုပ်ပေးနေမယ်စာဖတ်ခြင်းဟာမင်းရဲ့နှလုံးသားကိုခိုင်မာအောင်လုပ်ပေးနေမယ်စာဖတ်ခြင်းဟာမင်းကိုပညာရှိအောင်လုပ်ပေးနေမယ် Facebook ကပါလို့ပြောဘူး Facebook ဆိုတာကအနိုင်ကြိုင် role လာတဲ့ပြောက်သွားနေတယ်စာပေဆိုတဲ့ဟာကအခုကျွန်တော်ယူလာပေးတဲ့လူငယ်တွေယူသွားပါမိုင်းပုံနဲ့မှပြပါတယ်ဖတ်ပါအဲ့ဒီမှာပညာတွေရှိတယ်ပညာအမျိုးမျိုး wisdom လို့ခေါ်တဲ့ပညာအမျိုးမျိုးရှိတယ်မိဘဝကိုပြောင်းလဲစေတဲ့စာတွေပါတယ်မင်းရဲ့နှလုံးသားကိုခိုင်မာအောင်လုပ်ပေးမဲ့စာတွေပါတယ်မင်းရဲ့တိတိယကိုရင်းကြောက်လုပ်ပေးမှာပါတယ်ဒါတော့မလူငယ်တွေနဲ့စာအုပ်ဝေဖတ်ပါစာအုပ်ညံ့ညံ့ဖတ်ပါနောက်ဆုံးနေပြောချင်တာကတော့လူငယ်တွေအိမ်မဲ့ပါဆိုတဲ့ချိန်ကနေပြီးတော့မြေနာစာဖတ်ပါဆိုတဲ့ချိန်ထိတည်ရဲတော့ပါဘာပေါ်လာလူငယ်တွေအကျိုးရှိလားရှိပါတယ်ရှိလို့မရဘူးโอเคဆိုတော့ခုလိုအချိန်ရတဲ့ပဲနောက်မေးကြတဲ့အတွက်လူငယ်တွေကျေးဇူးတင်တယ်တော့ပြီးတော့ပါဖို့ကိုလည်းကျေးဇူးတင်တယ်ဆက်လက်ပြီးတော့မလည်းပြန်ကြရဲဒီကဲကောင်းတယ်ဒီကဲကောင်းအောင်ဒီကဲ hot ဆိုတာပြပါဆက်တာလေဒီတော့မယုံကြည်ဆက်တဲ့ပွဲရတော့ဆွေးနွေးကြမယ်လို့ပြောရင်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်